ဆွေတို့ကမ္ဘာရွှေမှာအရှုံးအယမ်းများနေတယ်ဆိုတာကျွန်တော်သိတယ်အချိန်ထဲမှာပဲမိတ်ဆွေတို့အရှုံးများနေတယ်အော်ဒါတွေအများကြီးဝင်လို့လားဒါမှမဟုတ်ကျွန်တော်အဆန်လှုပ်လို့လားဒါမှမဟုတ်ကိုသုံးနေတဲ့ strategy ကအယမ်းကိုများပြီးတော့မှအယမ်းရှုပ်ထွေးနေလို့ရှုံးတာလားသို့မဟုတ်လောင်းကစားဆန်ဆန်ကိုထဲထားတဲ့ deposit နဲ့မမျှတတဲ့ပမာဏတွေသုံးလို့လားဆိုတာတော့ကျွန်တော်မသိဘူးအဲ့တော့ကျွန်တော်တခုပြောချင်တယ်ကျွန်တော်ဒီအကြံပေးတစ်ယောက်အနေနဲ့မိတ်ဆွေတို့ကျွန်တော်နဲ့လက်တွဲပြီးတော့မှကျွန်တော်ရဲ့အကြံဉာဏ်တွေကျွန်တော်နဲ့အတူတူအယောင်းဝယ်လုပ်ပြီးတော့မှမိတ်ဆွေတို့ရဲ့အရှုံးတွေကိုနည်းနိုင်တယ်များနည်းလာပြီးတော့မှအမျက်တွေပြန်ရလာအောင်ပေါ့နော်ကျွန်တော်အကောင်းဆုံးဝန်ဆောင်မှုပေးခြင်းနဲ့ကျွန်တော်အကောင်းဆုံးအကြံပေးခြင်းတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကျွန်တော်နဲ့အတူတူလက်တွဲကြည့်ပါအဲ့တော့အကျွေးမဲ့တွေအများကြီးအရှုံးတွေနေပြီးတော့မှအကျွေးမဲ့တွေအများကြီးရမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်အဲ့လက်တွဲခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram ဒါမှမဟုတ်ကျွန်တော်ရဲ့ဖုန်းကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့မှစုံစမ်းလို့ရတယ်မြင်လို့ရတယ်တိုင်ပင်လို့ရတယ်ဆွေးနွေးလို့ရပါတယ်ဆိုအားလုံးကိုကျေးဇူးများတင်ပါတယ်